အမေမအဲ့လိုမျိုးငါခံပြင်းနေကွာလာမလုံးနဲ့ငါမေမတော့ဒါမလုံးနဲ့ငါဒေါသကွာပြောရင်ငါဒေါသထွက်တယ်ဆိုအဲ့မျိုးလားမသိဘူးနော်တော့စားမယ်နော်ချက်အာပါတော့ငါဒေါသထွက်တယ်မြက်ပါစားချင်တာပြောကဲစားကွာမင်းမဟဲ့မင်းကြိုက်တာလေကုံလုံးရညနေညလို့ဘာမှဖြစ်ဟုတ်တယ်မလားညပတ်စံရှိရင်ပြီးပြီပတ်စံမကုံစီနဲ့ကွာဟဲ့ရှုပ်တယ်တော့ဖက်ဖို့ရမလားဟုတ်ပါဘယ်လိုမျိုးပြောရလဲမသိတကယ်လားပြောပတ်စံကုန်နေပြောရမှာအဲ့လိုမျိုးပြောကွာတိုက်တာတော့ပတ်စံမကုန်နေနဲ့ဆိုတော့ပတ်စံကုန်တယ်ရတော့အေးအဲ့ဒါပြောတာမင်းမကြိုက်တာလို့တိုက်တာတော့ပတ်စံကုန်ပါပဲအေးဟုတ်တယ်ချကွာအနည်းနဲ့အများပဲရှိပါပဲအေးအနည်းတော့ပိုကောင်းတာပေါ့ဒါမြမြစိတ်ရတာမြမြကုန်ပါပေါ့အေးအဲ့ဒါလည်းကောင်းတာပဲကွာကြိုက်တာလားလှုပ်ရအောင်လုံးပါဘေးကနေတစိတ်ဒီမှာမလိုက်တယ်စိတ်ပါအောင်တကောင်းပါပေါ့โอ้ยစိတ်ကတက်တက်မကြောက်နေတာပေါ့ဝါစိတ်ကလည်းပြောပြနေဟိုမဟုတ်ဘူးပြောပြကွာမဟုတ်တယောက်တည်းအဲ့လောက်စားပလိုက်စမ်းကွာစိတ်ကလည်းပြောတက်မဟိုရင်းဖြစ်နေမဟုတ်ပါမဖြစ်ပါဘူးမိမငါအဲ့လိုလူစားလားအလူအိမ်နေပါညာဆိုငါမင်းတားလား what စားမိမရှေ့ကြိတ်စမ်းကွာကိုပြကြအောင်ဟုတ်ရဲ့ဟုတ်လားမင်းကတားဘူးလားစားတဲ့နေရာမှာအလူအိမ်ဆိုရင်ဟုတ်ရဲ့တားဘူးလားဝေးပါရစိတ်မပြေဘူးမလားဘာမင်းထောတော့ထွက်ဆန်းနေပါတကယ်ကြီးနဲ့နဲ့တေးကြလားဟာလေမဟုတ်သွားစားဖို့တေးကြလားတေးရတယ်ဒီရောကွာကောင်းတယ်ရပုံစားလားအားစားမှာဘောမင်းဟာဒီစားဆိုတော့မင်းနေစားရင်လည်းစားတယ်ဘောဘာမင်းကျွေးဘူးလားကျွေးပါလေဒီကျွေးစားမယ်ကွာတခြားဘာစားအောင်မလဲအောက်ဆွဲကြော်ပွဲဒီပဲလားပြီးတော့ဒါပဲခဏမျိုးပဲပေါ့ခဏမျိုးပဲတော့ဘာရေကမုတ်နေတယ်မစားတော့လားရေကမုတ်စားအောင်ဖောက်ရအောင်တော့ပြီဟာအေးကောင်းတယ်ဘယ်ကတကောင်ကိုမမလားကုန်းနေဆိုပတ်ဆက်ထုံးမှာပေါ့ကောင်းရင်ဟောအေးပါနောက်နေ့အိမ်မှာနှွေးသွားလို့ရတယ်လေမဖြစ်ရအောင်ဟုတ်တာဟောအေးပါအေးကွာကောင်းတယ်တကောင်မဲလားတော်ပြီတကောင်ပေါ့မလို့အေးပါဒီလေးရွယ်ဖြတ်ပေါ့ဟာဟဲ့အောင်ဘဲကင်စားရင်ဖြတ်ဆင်လာပါအတီးကြတော့မနဲ့မြအောင်ငုတ်တီးကြလားမတီးကြဘူးလားတီးကြတယ်လို့စားမှာဘယ်နှယောက်တော့မလဲတရားဒိုးမိသားဆို3ယောက်ပေါ့လို့လည်းများ2ယောက်9ယောက်သူတို့ကျွေးမှာကျွေးမှာပေါ့သူတို့ရောဘဲကင်ကျွေးမှာလားကျွေးမှာလို့ဟောရေးပြီးရောသူတို့သွားတယ်တို့ဘဲကင်မစားလို့ပြောလို့တာအေးမဟုတ်လေအဲ့လိုပြောနေမှာဆိုလို့လေ